အောင်မြင်တဲ့အမှုပညာသက်တမ်း10စုနှစ်တွေကိုတကိုဒီလူပြိုကြီးဘဝနဲ့ဖြတ်တန်းခဲ့တဲ့အကယ်ဒမီထွန်းထွန်းကတော့လက်ထပ်ခွင့်တောင်းလိုက်ပြီလို့သိရပါတယ်။ထွန်းထွန်းကချစ်သူကောင်မလေးရှိလက်ထပ်ခွင့်တောင်းနေတဲ့အခိုက်အတန့်ကိုရင်းနှီးသူတွေကရိုက်ကူးမှတ်တမ်းတင်ပြီးပြန်လည်ဖော်ပြလာကြပါတယ်။2000ပြည့်နှစ်ကာလတွေကတည်းက A-Samples အဖွဲ့နဲ့အတူ Hip Hop အဆိုတော်အဖြစ်ဂီတလောကမှာအောင်မြင်ခဲ့သလိုတရုတ်ဆောင်လောကဘက်ကူးပြောင်းချိန်မှာလည်းဒီနေ့အထိအောင်မြင်ရပ်တည်နိုင်ခဲ့တဲ့ထွန်းထွန်းဟာအမှုပညာသက်တမ်းနှစ်ပေါင်း30နီးပါးအထိရှိနေပြီဖြစ်ပါတယ်။တလျှောက်လုံးတကိုဒီဘဝနဲ့ရပ်တည်ခဲ့လို့စားနောက်ခံလူပြိုကြီးအဖြစ်နေခဲ့ပေမယ့်မြန်မာနှစ်တကူကာလအပြီးမှာတော့အခုလိုလက်ထက်ခွင့်တောင်းနေရုပ်တံထွက်ပေါ်လာတာပါ။သူကိုယ်တိုင်တရုတ်ဆောင်ခဲ့တဲ့အဆိုတော်မိုးမိုးရဲ့သချင်းတွေကလို့အရာမလေးလို့ခဏခဏအမီးခံခဲ့ရတဲ့ထွန်းထွန်းတယောက်အခုတော့အထီးကျန်ဖြတ်တန်းမှုတွေကိုရပ်တန့်တော့မှာဖြစ်ပါတယ်။ချစ်ရသူနဲ့ရွှေလက်တွေပြီးပါရတဲ့ဘဝခီးကြီးလန်းကိုရှောက်လှမ်းနိုင်ဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။